Hello guys ပြီးခဲ့တဲ့အပိုင်းမှာ Macquarie အကြောင်းပြောရင်းနဲ့ memory erase လုပ်တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ဒီနေ့မှာတော့အပိုင်းက memory erase လုပ်တဲ့နည်းလမ်းတွေအကြောင်းကိုပြောပြပေးချင်ပါတယ်။ memory erase ဆိုတာကမှတ်ဉာဏ်ကိုဖျက်ပစ်ခြင်းသို့မဟုတ်မေ့စေခြင်းလို့အဓိပ္ပာယ်ရပါတယ်။ obliviate လို့လည်းခေါ်ပါတယ်။ obliviate လုပ်တဲ့နည်းလမ်း၃မျိုးရှိပါတယ်။နံပါတ်1က portion နဲ့လုပ်တာ၊နံပါတ်2က sweeping event vino နဲ့လုပ်တာ၊နံပါတ်3က spell နဲ့လုပ်တာဆိုပြီးရှိပါတယ်။ portion နဲ့ obliviate လုပ်တာကတော့ Harry Potter movie ထဲမှာအတိအကျမပါပေမဲ့စာအုပ်ထဲမှာတော့ရေးသားထားပါတယ်။ပထမနှစ်သင်တန်းသားတွေရဲ့ပထမဆုံး portion class မှာသင်ကြားရပါတယ်။ forgetful portion လို့ခေါ်ပြီးအနည်းဆုံးဖြစ်ခဲ့တဲ့မှတ်ဉာဏ်တွေကိုမေ့စေလိုတဲ့နေရာမှာသုံးပါတယ်။ပမာဏအနည်းများပေါ်မူတည်ပြီးအကျိုးသက်ရောက်မှုများနိုင်ပါတယ်။ဒုတိယတစ်ခုဖြစ်တဲ့ sweeping event vino နဲ့ obliviate လုပ်တာကြတော့ sweeping event လို့ခေါ်တဲ့ magical creature ကနေထုတ်ထားတဲ့အစိတ်ကနေလုပ်တာပါ။ Fantastic Beasts and Where to Find Them မှာ Newt ကတဏ္ဍဘက်ကိုအသုံးပြုပြီး obliviate လုပ်တဲ့နေရာမှာသုံးခဲ့တဲ့ဆေးရည်ပါ။အနည်းဆုံးဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကိုဖျောက်ပစ်တာပါ။နောက်ဆုံးတစ်ခုဖြစ်တဲ့ spell နဲ့ obliviate လုပ်တာကြတော့အကျိုးသက်ရောက်မှုအရှိဆုံးမှာလူတဦးချင်းစီမှာသုံးရတာဖြစ်ပြီးဖျက်ပစ်ခြင်းနဲ့မှတ်ဉာဏ်တွေကိုပဲရွေးပြီးဖျက်ပစ်နိုင်တာမျိုးပါကျွမ်းကျင်မော်ဆရာတွေဆိုရင်မှတ်ဉာဏ်တွေကိုတော့မှပြုပြင်နိုင်တယ်လို့ပြောကြပါတယ်အထင်ရှားဆုံးစဝင်ကန်းကတော့ Harmony Granger ကသူ့မိဘတွေကိုကာကွယ်ဖို့အတွက်သုံးခဲ့တဲ့နေရာမှာပါဒီ spell ကိုအဓိကသုံးခဲ့တဲ့သူတွေကတော့မော်ဝင်ကြီးဌာနမှာရှိတဲ့ obliviator တွေပါmemory erase လုပ်တဲ့ကိစ္စက magic story တွေထဲမှာတွေ့နိုင်တာမဟုတ်ပါဘူးအခြား sci-fi drama ဇာတ်လမ်းတွေထဲမှာပါတွေ့နိုင်ပါတယ်အနည်းဆုံးပြောရရင် vampire ဇာတ်လမ်းတွဲတွေထဲမှာvampire တွေကစိတ်ညှို့ပြီးမေ့သွားပြီလို့ပြောလိုက်တာနဲ့မေ့သွားတာမျိုးပါ